သားလေးကကန်တတိုးလို့သမီးစုစုကနာမည်ပေးထားတယ်ဘာလို့ပေးလဲဆိုတော့သူချစ်လို့ပေးတာလေးကိုဝေးတဲ့အခါမှာပေါ့လေဘာလို့သားလေးတော့တစ်ခါမှမဝေးဘူးဘာဘွားလေးလို့လည်းမဝေးဘူးတိလည်းမသိကြဘူးဟိုဆိုလိုချင်တာကဘေးရင်တွက်ချက်ပြီးဒီကလေးဟာကောင်းကျိုးပြီးမယ်ဆိုးကျိုးပြီးမယ်အဲ့ဒါလည်းမသိကြဘူးကျွန်တော်တို့စတိရတစ်ခုပဲရှိတယ်တနာတယ်ချစ်တယ်အဲ့ဒီခုပဲနဲ့ပဲကျွန်တော်တို့ကကိုသားလေးတွေသမီးလေးတွေကျွန်တော်တို့ရှိမှအများကြီးဖြစ်လာတယ်သူတို့တွေတစ်ချိန်ချိန်မှာအစစ်ပြေပြေနဲ့အသက်ရှင်ရည်တည်သွားဖို့ပဲရှိရတယ်ကျန်တာမရှိဘူးတွေ့လည်းမတွေ့ဘူးတကယ်လို့သူတို့စိုးရင်လည်းကျွန်တော်တို့ခံရမှာပဲမတတ်နိုင်ဘူး Baby ကြီးလို့မမီ ကျွန်တော်တို့စိတ်ထဲမှာရှိတဲ့တကယ်ခံစားချက်အစစ်ပဲဆိုလိုချင်တာကဗမာတွေအများသူကတွက်ချက်ပြီးတော့နာမည်ပေးတာလို့သူကဘာဘွားညာဘွားအဲ့ဒါဘာမှကျွန်တော်တို့စိတ်ဝင်စားဘူးတနာတယ်ချစ်တယ်အဲ့ဒီခုပဲရှိတယ်ကျွန်တော်ဒီအသက်အရွယ်ထိကျွန်တော်သမီးကိုလည်းကျွန်တော်စွတ်စွတ်ဆန်ကိုဘာဘွားလို့ကျွန်တော်ကမှမမေးဘူးဒီလည်းမသိဘူးကျွန်တော်မျိုးသမီးဘာဘွားလဲကျွန်တော်မသိဘူးစိတ်ဝင်စားဘူးကျွန်တော်နှလုံးသားနဲ့ပဲဆုံးဖြတ်တယ်ပြောချင်တာအဲ့ဒါလေးပြောချင်တာ ဒီနေ့သားလေးက3လပြည့်တယ်9ရက်နေ့မှမွေးတဲ့သားလေးအဖပြောသလိုပဲမမေတို့ကလေဘယ်ကလေးကိုမှဘယ်နှက်ခက်ဘာနှက်ခက်မတွက်ခဲ့ဘူးနော်ဘာရည်ပြတယ်မေတို့ကသားအဓိကမြစ်တာပေးတာပဲသားတို့ကြီးလာမယ်အခုဆိုကန်ထူးလေးဆိုတအားတော်တယ်ကျမကြီးလည်းပြောတယ်ဟဲ့လားအဲ့လိုတော်တဲ့ကောင်းမွန်တဲ့ positive thinking ရှိတဲ့ကလေးတွေကိုမွေးပေးတာပဲနော်ဘာနဲ့မင်းနဲ့သားတို့ဒီကလေးမွေးလိုက်လို့ချမ်းသာမလားကြမ်းမာမလားတခါမှမတွက်ခဲ့ဘူးနော်ဒီကအမေမှာနမိုးလေးလာရင်သားတို့စားဖို့မေကသမင်းကြော်တွေဟဲ့လားခောက်ဆွဲကြော်တွေကြာစံကြော်တွေလုပ်ပေးတယ်ကော်ဖီကြော်ပေးတယ်မုတ်တွေဝယ်ပေးတယ်ဒီကန်ထူးလေးကဘာပြောဆိုမမေတဲ့သားကြီးရင်တဲ့သားပြန်လုပ်ပေးမယ်နော်တဲ့အဲ့လိုပြောတာကန်ထူးကသိလားဒါအသက်ကြီးလာရင်မမေကိုပြန်ပြီးလုပ်ကြည့်ပါမယ်တဲ့အတူတင်ပေးလို့လေကိုမောလို့ပြောတာမဟုတ်ဘူးနော်ကိုယ့်ဘာကိုဟင်းချက်နေတာကိုနောက်ကနေပြီးတော့အဲ့လိုလာပြောတာ